Hello guys ဒီနေ့မှာတော့မေကအသစ်ထပ်ရောက်ထားတဲ့ BKK snack လေးတွေကိုထပ်ပြီးတော့စားကြည့်ပါမယ်ပထမဆုံးအနေနဲ့ကိုတီဆိုတဲ့ဒီ snack လေးကိုအရင်စားကြည့်ပါမယ်သူက onion ရဲ့ chicken ရဲ့ tomato ရဲ့ဆိုပြီးတော့ flavor 3မျိုးလာပြီးတော့မေကတော့ tomato flavor လေးကိုစားကြည့်ပါမယ်သူ့မှာပါတဲ့မဆလာလို့အမှုန့်ရဲ့အနံ့ကလေးနှာခေါင်းထဲမှာနည်းနည်းလေးတော့မှုန်ပါတယ်အထဲမှာအများကြီးပါတဲ့အပြင်ကိုမှတိုမီတိုဖေပါဆိုတဲ့အတိုင်းပဲချစ်ချစ်ဆက်ဆက်လေးနဲ့ချစ်ဆက်တိုက်တဲ့သူတွေအတွက်ကတော့လုံးဝထိမိနေမှာအမှန်ပဲကျွတ်ရွာပြီးတော့အရန်လဲဝါလို့ကောင်းပါတယ်ရေခဲမှုကြိုက်တဲ့သူတွေအတွက်အရန်ကောင်းတာလေးတစ်ခုပြောပြမယ်သူကချောကလက်နဲ့စတော်ဘယ်ရီဆိုပြီးတော့အရသာ2မျိုးလာပါတယ်ရေခဲမှုဂရော့ခွက်လေးနဲ့အထဲမှာချောကလက်ရောနှုတ်အနှစ်တွေရောအများကြီးပဲပါပြီးတော့တကိုက်ဆိုတလောက်လုံးဝအီးစိတ်ပြီးတော့အရန်စားလို့ကောင်းတယ်။ကုံလုံးထဲမှာဒီဟာလေးကိုအကြိုက်ဆုံးပဲ။ကဲအချိုလေးစားပြီးပြီဆိုတော့အေးပြအောင်လို့အချင်းလေးပြောင်းစားပါမယ်။ဟာဟိုင်းတစ်စိမ့်နဲ့ဒီထုတ်လေးကမုံမုံသီးကိုမှသူကစားလို့တကြားလုံးနဲ့နေထားတာဖြစ်တဲ့အတွက်အေးပြေပြီးတော့အမိုးမောလေးပြေပါတယ်။လက်သေးရှည်နေဆိုတော့မနှဲဖောက်လိုက်ရတယ်။ဒါနဲ့ဆိုရင်မိစားနေရ3တုံးမြောက်လောက်ဖြစ်သွားရင်ရုံသွားတဲ့အိတ်ထဲမှာအမြဲဆောင်တာဖြစ်တယ်။အိတ်ချင်တာတို့ခေါင်းမကြည်တာတို့ဖြစ်လာရင်ဒါလေးပဲထုတ်စားလိုက်တယ်။နောက်ဆုံးအနေနဲ့ဒီဂျယ်လီလေးတွေကိုစားကြည့်ပါမယ်။အဖြူရောင်လေးကမန်ဂိုဖြစ်ပြီးတော့အဝါရောင်လေးကတော့ဖိုင်ရဖဲရတာလေးပါ။အဝါလေးကိုအရင်စားကြည့်ပါမယ်။ဂျယ်လီတွေကလေတက်လာဒီဇိုင်းစုံပဲအများကြီးမှာထားသေးတယ်။ဒီဗီဒီယိုထဲမှာပေါင်းစားလို့ရှိရင်အရန်ရှည်သွားမှာဆိုလို့နောက်မှတီးတန့် collection လုပ်ပြီးတော့စားကြည့်ပါမယ်။သူကလေဂျယ်လီဆိုပေမဲ့စိတ်တကြအရသာတိတ်မရအောင်တချို့ဂျယ်လီတွေဆိုလို့ရှိရင်လေစားလိုက်တာနဲ့တိတာပါဇက်ထဲမှာစိတ်တကြအရသာချူချူကြီးကဆွဲကြံနေခဲ့တာပေါ့နော်သူကအဲ့လိုမျိုးမရှိဘူးအရသာချင်းပြုံးပြုံးလေးနဲ့အချိုမကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ကတိပဲအသီး2မျိုးလုံးကအချင်းဘက်သွားတော့အရသာတော့တိတ်မကွာဘူးပေါ့နော်မေကတော့သူ့ပကေးချင်းပုံစံလေးကိုသဘောကျတယ်ချစ်စရာလေးကိုင်းလို့လည်းကောင်းတယ်အကြီးနဲ့ကလေးတွေဆိုရင်တော့ပိုသဘောကျပြီးတော့ကြိုက်လိမ့်မယ်ဒါပေမဲ့မေတို့လိုမျိုးကလေးစာတွေကြိုက်တဲ့လူကြီးတွေအတွက်ဆိုလို့ရှိရင်လည်းအဆင်ပြေရဲ့မေရဲ့ page လေးကို like and follow လေးလုပ်ပေးကြပါအောင်เนาะကျေးဇူးအများကြီးတင်ပါတယ်